iPhone မှာလည်းမသုံးဘဲနဲ့ဖုန်းအားကုန်းနေလို့ဘယ်လိုပဲလုပ်ရမလဲဟုတ်ကဲ့ပါကျွန်တော် iPhone တွေမှာဖုန်းကမသုံးဘဲနဲ့သူ့ဘာသူအားကုန်းနေရဆိုတာကအကြောင်းမျိုးအကြောင်းဖြစ်နိုင်တယ်ပေါ့နော်တခုမဟုတ်တခုအဲ့လိုမျိုးနီလန်းမျိုးပြောင်းပြီးတော့ပြန်ဆန်းကြည့်ပြီးတော့အားကုန်းတာကိုတက်တောင်းလို့လုပ်ရမှာဖြစ်ပါတယ်ပထမဆုံးတစ်ခုကလည်းကျွန်တော်ကိုယ့်ရဲ့ဖုန်းမှာကျွန်တော် location service ကိုဖွင့်ထားလားစစ်ကြည့်ပါအကယ်၍အဲ့ဒါဖွင့်ထားရဆိုရင်အဲ့ဒါကြောင့်ဖြစ်နိုင်ပါတယ်ဖွင့်ထားဆိုရင်ပိတ်ထားလိုက်ပါနောက်တစ်ခုကကျွန်တော်ဒီ background app prefer ပေါ့နော်အဲ့ဒါဖွင့်ထားလားအဲ့ဒါဖွင့်ထားရဆိုရင်အဲ့ဒါလေးပိတ်လိုက်ပါအဲ့ဒီနှစ်ချက်ရှိမယ်နောက်ပြီးတော့ကျွန်တော်ကိုဖုန်းမသုံးတဲ့အချိန်မှာကျွန်တော်မလိုအပ်ဘဲနဲ့ Wi-Fi တွေ Bluetooth တွေAndroid တွေပါတယ်ပေါ့နော်အဲ့လိုမျိုးတွေဖွင့်ထားမိလားစစ်ကြည့်ပါအဲ့လိုမျိုးဖွင့်ထားမိရဆိုရင်လည်းကျွန်တော်အဲ့ကောင်တွေကနောက်ကမှ run နေရဖြစ်တဲ့အတွက်ပေါ့နော်ကျွန်တော်အဲ့ကောင်တွေကလည်းကိုယ့်ရဲ့ဖုန်း battery ကိုအကျမြန်စေပါတယ်နောက်ထပ်တစ်ချက်ကကျွန်တော်ရာသီဥတုပူချိန်ပေါ့နော်အခန်းပူချိန်ကျွန်တော်ကိုယ့်ရဲ့ရာသီဥတုကပုံမှန်နဲ့ပူနေမယ်ကျွန်တော်ဖုန်းကဒီပုံမှန်အခန်းပူချိန်မဟုတ်ဘဲနဲ့လုံးဝပူတဲ့နေရာရောက်နေမယ်ဆိုရင်ဖုန်းကအလိုလျောက်ပူးနေလိမ့်မယ်ဗျာပူးလာပြီးသွားပြီးတော့ကျွန်တော်ဖုန်းရဲ့ battery အားကလည်းသူ့ဘာသူလျော့နေပါလိမ့်မယ်ကျွန်တော်အခုပြောတဲ့အချက်လေးချက်လုပ်ကြည့်ပါအဲ့ဒါဆိုရင်ကျွန်တော်အနေနဲ့အများတော့ကျွန်တော်ဒီဖုန်းအားကုန်တာကိုတက်တာစီမှာဖြစ်ပါတယ်နောက်ပြီးတော့ကျွန်တော်တခုပြောဖို့ကြံခဲ့တာကကျွန်တော် application တွေသုံးပြီးသွားရင်ဒီဟောပါတော့ကျွန်တော် reason အထက်ကနေပြီးတော့ရှင်းလိုက်ပါ reason အထက်ကနေရှင်းပြီးတော့ဖုန်းမသုံးတဲ့ချိန်မှာအဲ့လိုမျိုးထားပါreason တွေကရှင်းထားမှသာလေသူကဒီ application တွေကဆက်ပြီးတော့နောက်ကွယ်မှာ run မနေမှာဖြစ်တဲ့အတွက်ကျွန်တော် battery အားကုန်တာကိုတက်တာစီမှာဖြစ်ပါတယ်တခြားသိကျင်တာရရှင်းလဲ comment မှာဝင်ပြီးတော့ပေးသွားလို့ရပါတယ်ကျွန်တော်ကကိုနေမင်းမိုဘိုင်းကဂျွန်မတ်ပဲဖြစ်ပါတယ်